ဒီ Medelinsia နဲ့ phosphor နဲ့ acid ကိုကျွန်တော်တို့သုံးကြတာပေါ့နော်ဒီလိုမျိုး fight top ကူတာတဲ့အချိန်မှာပေါ့နော်ဒါကျွန်တော်တငယ်ချင်းကသူက Medelinsia တော့ phosphor နဲ့ acid တို့သူမသုံးဒါကူတာထားတာမကြသေးဘူးနော်ဒါပေမဲ့တချို့နေရာတွေတော့6နေပြီပေါ့နော်6သွားပြီအဲ့ဒါလေးပေါ့နော်သူကဗာဆေးတွေသုံးခဲ့တာလဲဆိုရလေးပေါ့နော်ကျွန်တော်ဒါလေးကျွန်တော်ဆေးပုံစံလေးပြပေးမယ်ကျွန်တော်တို့မြန်မာပြည်ဘက်မှာပေါ့နော်ဒါ phosphor နဲ့ acid တို့ဒီ Medelinsia တို့ဝယ်ဖို့နေရာမရှိဘူးဆိုလို့ရှိရင်ဒါလေးရှိမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါလေးဝယ်ပြီးတော့သုံးကြည့်ပေါ့နော်ဒါတော်တော်ကောင်းတယ်လို့ပြောမယ်ဒါသူသုံးလာတာလဲနှစ်တော်တော်ကြာနေပေါ့နော်10နှစ်လောက်ရှိနေပြီသူသုံးတာအဲ့ဒါမျိုးသူသုံးပြတာစင်ပြေတာပေါ့နော်သူကတော့ phosphor နဲ့ acid နဲ့ Medelinsia တဲ့သူကကိုကြိုက်တယ်လို့ပြောတယ်ဒါအဲ့ဒီဆေးလေးပေါ့နော်ဒါလေးကျွန်တော်တစ်ချက်ပြမယ်说我自己带人呀。ဒီမှာဒီဆေးလေးပေါ့နော်ဒါကတော့ကျွန်တော်တို့တစ်ခါတလေကြာရင်ကျွန်တော်တို့ဒီရွက်ကဆေးအနေနဲ့သူကပိုးလဲသေးရနော်ဒါရွက်ကဆေးအနေနဲ့ကျွန်တော်တို့တစ်ခါတလေကြာရင်ကျွန်တော်လည်းသုံးပြဘူးတာပေါ့နော်ဒီဆေးကဒါပေမဲ့ဒီကောင်တော့တစ်ခါမှမသုံးဘူးဒီကအဲ့ဒီ fight ထောကိုကူတာတာတော့ဒီကောင်ပေါ့နော်ဒီဆေး偏မလားချောဒီဆေးပဲအကောင်ဒီနာတကယ်ဖြန်းပေါ့ကိုဒီမှာဒါလေးဒီတစ်ခွက်ဘူးလေးနဲ့ဖြန်းတာပေါ့နော်ဒီတစ်ခွက်ဘူးလေးထဲအကောင်တော့ရေတကယ်ရေဘုတ်ထမအမြန်တော့ထမတော့မှာဟမ်းတော့ဆေးဟမ်းတော့ရွယ်တကယ်ပြားဖြစ်ဆုံးများမဆိုလဲရွယ်မကွာကြည့်ရောတော့အဲ့偏မလားချောဒီကောင်တော့ရွှေရှင်ရောလုံးနဲ့ပဲရေဘုတ်ထမဆိုသူနေနာချောမဲ့အမျိုးနော်လက်ပြန်ချောရှင်လို့တော့အကောင်အောင်ဟမ်းမဲ့ထဲအကောင်ကအမကူမဆိုအမကူမဆိုအကောင်50ccတကယ်လို့ဒီတစ်ခွက်ဘူးလေးထဲမှာရေကကျွန်တော်တို့ဒီလောက်ထက်မဲ့ဆိုရင်ဒါကတော့ 50cc ပေါ့နော် 50cc ဒီကောင်ကကြတော့ကျွန်တော်တို့ရေရောလဲရတယ်မရောလဲရတကယ်ဖြစ်နေတယ်ဆိုရင်တော့ရေနည်းနည်းရောလို့ရတာပေါ့နော်ကိုလိုတယ်လို့ရောလို့ရတယ်တကယ်လို့တအားဖြစ်များသွားပြီဆိုရင်တော့ဒီကောင်ကရေရောစရာမလိုဘူးပေါ့နော်ရေမရောဘဲနဲ့ကျွန်တော်ဖြန်းလိုက်ရတယ်သူပြောတာကတော့ဒါဒီနေ့ဖြန်းမနဲ့ဖန်ချာသူက6သွားပြီပေါ့နော်တော်တော်6မြန်တယ်လို့ပြောတယ်ဒါပေမဲ့နည်းနည်းတော့သတိထားရမယ်နော်ဒါကျွန်တော်အသီးတွေပါတယ်ဖြန်းတဲ့ခါကျရင်တော့တချို့တစ်ခါတည်းကျရင်သီးတွေလည်းသူကဖြန်းလို့ရတယ်ဒါပေမဲ့300cc ပဲထားဒါပေမဲ့သီးဖြန်းတဲ့ခါမှာတော့ရေကတော်တော်များရောရတာပေါ့နော် 300cc ရေ200လီတာမှာဆိုလို့ရှိရင် 300cc လောက်ရောလို့ရတယ်တဲ့သီးလည်းရတယ်ရွက်လည်းရတယ်ပိန်လည်းရတယ်ဒါပေမဲ့အဲ့လိုမျိုး fight top ပိန်စီမှာ fight top ဖြစ်ပြီဆိုလို့ရှိရင်ဒါရေလုံးဝမရောတော့ဘူးနော်ဖြစ်များရင်ဆိုရင်တော့သူကရေမရောဘဲနဲ့ဒါဒီတိုင်းဖြန်းတာပေါ့နော်တော်တော်6မြန်တယ်လို့ပြောတယ်ဒါဆိုလို့ရှိရင်ကုသထားတာခဏလေးပဲရှိသေးတယ်phosphor နဲ့ acid Medelinsia တော့သူမသုံးပေါ့နော်ဒါပဲသူသုံးတယ်ဒီလား6သွားပြီပေါ့နော်အဲ့ဒီချောင်းလေးပြဒီတော့ဒါလေးဆိုလို့ရင်ဒါပတ်လည်းရှိတယ်ဟိုလုံးဟောင်းလေးမှလာကြမှာဒီတော့တဲပါပြပလိုက်ကြမှာဒီကောင်ဆိုရင်တော့ဒါ6သွားပြီပေါ့နော်6သွားပြီတကယ်လို့ဒီနေရာဒီမ6ဘူးဆိုလို့ရှိရင်ကျွန်တော်စုပ်ခွဲရှိတာပေါ့နော်ဒါကတော့6သွားပြီဒါဆိုရင်တော့ဒီကဒီနေရာတွေကပြဿနာမရှိဘူးနောက်ထပ်မပွားဘူးဆိုလို့ရှိရင်ဒါပွားဝန်းနေစင်ပြေပေါ့နော်ဒီလိုနာမျိုးကကြတော့နောက်ထပ်မပွားအောင်ပဲလို့โอเคဒါဒီဆေးလေးလာပြပေးတာပေါ့နော်phosphor နဲ့ acid နဲ့ Medelinsia ကတော့ဈေးကြီးတယ်မဝယ်နိုင်ဘူးဒါပေမဲ့တ